မှာစာရေးကျမ်းမာကတိချမ်းသာကချီကြပြီးဘေးဝခတ်သိမ်းကြောင်းကြခတ်သိမ်းဆင်းရဲခတ်သိမ်းဒုက္ခခတ်သိမ်းတို့မှာကင်းလွတ်ငြိမ်ပြီးတဏှာတိတိများနဲ့ပြည့်စုံပြီးလောကီလောကုတ္တရာနှစ်ဖြာသောအကျိုးစီးပွားကိုအောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့သူတော်ကောင်းသားသမီးများဖြစ်ကြပါစေကတိသုံးပါးမှာကြော်နေနိုင်ပြီးလူကျင်တိုင်းတောင်းတတိုင်းကြံစီတိုင်းအောင်မြင်ကြပါစေခလုံးမထီစုမမြည်သွားလေရအောင်မြင်ကြပါစေပေးစနေပြရပါလို့ရှိတယ်1992ဟော1992ကနေပြီးတော့ဟို2006ခုနှစ်ဟုတ်ကဲ့ဟုတ်ပြင်ဆင်ပြီးတော့2006ခုနှစ်ဆို14နှစ်ပေါ့ဟုတ်ဒီစေဟိုဟာပဲ10တန်းတစ်ခုပဲလားဟုတ်မြန်မာစာပဲ10တန်းတစ်ခုပဲမြန်မာစာအဲ့လေမြန်မာစာမတင်တတ်လို့ဆိုနောက်တော့လည်းပျော်သွားတယ်မြန်မာစာကိုလေဟုတ်ကဲ့ပါလူတိုင်းကမြန်မာစာဆိုရင်အထင်သေးတယ်နောက်ပြီးတော့ဟိုပေါ့ပြက်ပေါ့နော်ဟုတ်ကဲ့ပါဒါပေမဲ့တီချာအဲ့လိုတော့အဖြစ်မခံနိုင်ဘူးငါသိရင်တော့အဖြစ်မတတ်ပေမဲ့ကြိုးစားရတာပေါ့ဟိုလူကိုမေးဒီလူကိုမေးဆရာကြီးတွေကိုလေခြေတုံးကဆရာကြီးတွေခြေတုံးကစာအုပ်တွေဖတ်နောက်ပြီးတော့နောက်တီချာကိုယ်တိုင်ကဘာသာတရားစာအုပ်တွေတအားဖတ်တော့ဒီမြန်မာစာမှာကိုလိုချင်တဲ့ဟာကိုဥပမာပေါ့နိုင်ငံရေးလူမှုရေးစီးပွားရေးအစားရှိသဖြင့်ပေါ့အကုန်လုံးဟာကိုပတ်မှလုံးစုံတင်လို့ရတယ်ဘာသာတရားပေါ့တီချာတော့ဘာသာတရားကိုဟိုအကြီးထားတာဟိုအဲ့တော့ကလေးတွေငါးပါးသီလလုံခြုံဖို့ငါးပါးသီလပြောရင်ကလေးတွေကမကြိုက်ဘူးဒီစိတ်ဝင်စားဘူးအဲ့တော့နီးမျိုးစုံနဲ့ပေါ့နော်အဲ့လိုလေးကလေးတွေကိုဖရာတရားမိဘဆရာသမားများကိုယူတည်ဖို့ပေါ့နော်အဲ့ဒီလိုကနေကိုလိုချင်တဲ့ဟာကိုပြောချင်တယ်လို့ပြောသွားတာပေါ့နော်အဲ့ဒီဟာလူတွေပေါ့နောက်တော့သူတို့တည်တတ်တဲ့တည်ရမယ်တည်တင်တည်တိုက်တဲ့ဟာလေးတွေဘုဟုတုတကိုလည်းဖြစ်ဖို့ပေါ့နောက်တော့အထူးပါဝင်ပေါ့နော်ရိုးသားပြီးစူးစမ်းခြင်းကတသက်လုံးဟိုတယ်မဖြစ်ဘူးမစင်ရဘူးအမြဲတမ်းယူသားပြီးတော့ကိုယ့်ရဲ့ဂုဏ်ဒရကသူ့ကသူလိုက်လာသူ့ကိုလိုက်လာတယ်ဆိုတဲ့ဟိုကဟဲ့ဒီကောင်လေးကစူးစားတယ်ဟဲ့ယူသားတယ်ဟဲ့ဆိုတဲ့အဲ့ဒါနောက်ပြီးတဲ့ခါကျတော့တီချာဒီငွေကိုရလို့မဟုတ်ဘူးဒီလိုလေးလောက်လာတော့သားတို့အဖွဲလေးတွေပေါ်လာတဲ့ခါကျတော့တစ်ဖွဲ့တည်းဆိုတော့ဟုတ်တယ်အလှမ်းဝေးတယ်တို့ဟိုတင်းတို့ကနော်ကော်မတီဆိုတော့ရှိတယ် main တော့ဒါပေမဲ့ဒီဘက်မှာလက်ပွားလေးတွေဝင်လာတော့ဟုတ်တာပေါ့ဟိုအရက်ဝေးရောက်တဲ့လူတွေနောက်တော့ teacher တို့ main ဆိုတော့ဟိုအသေးစိတ်မသိနိုင်ဘူးအခွက်လေးတွေပါလာတဲ့ခါကျတော့အသေးစိတ်အခုသားတို့ပြောသလိုနိုင်ငံခြားရောက်နေတဲ့လူတွေလည်းသိတယ်ဆိုတော့ဝင်းတာတယ်သူတို့ရဲ့ကုသိုလ်လေးတွေပါလာတဲ့အခါကျတော့ teacher တို့ကလည်းဒီဟာရတာဆိုတော့ရအများကြီးတော့ကုသိုလ်ကောင်းလုပ်ကြတာများတယ်လေကိုလည်းစားလဲစားဖို့တော့လူလည်းလူပေါ့အဲ့ဒီလိုပါမျိုးလေးဆိုကလေးလေးရဲ့ကုသိုလ်ကြောင့်နော်ကျမ်းမာချမ်းသာပြီးတော့ဘဝတိုးတက်ကြမှာပါတိုးတက်ပါစီလို့လည်းဆရာမတွေကလည်းအမြဲဆုတောင်းပါပါတီချာကတော့ဟိုဒီနာမည်နဲ့တက်ပြီးတော့ဆုတောင်းပေးတာဥပမာဆိုတော့ဟိုကော်မတီကတော့ကော်မတီတတ်တာပေါ့လေတားတို့ဖွဲ့ဆိုစိတ်တူကိုယ်တူအဖွဲ့နောက်ပြီးတဲ့ခါကျတော့ခရမ်းရောင်တွဲလည်းများအဖွဲ့တိဟစင်တဲ့အဖွဲ့နောက်93 94 98အထိတပည့်များဆိုပြီးတော့အဲ့ဒါအဖွဲ့ဒီမှာပါတဲ့လူတွေကပါပြီးတဲ့ခါကျတော့မပါတဲ့လူတွေကတော့မျက်နှာငယ်ပဲဆိုတပည့်တော်စပ်ဘူးသူခုသည်မြနော်ကျမ်းပါစေချမ်းသာပါစေဟုတ်ကဲ့ပါစေပြည့်စုံပါအခုခေတ်ကြီးကတော့သူကဘာသာတရားကိုလုံမှသူကခိုင်မြဲမဲ့သဘောရှိတယ်အဲ့ဒါကြောင့်မလို့အားလုံးကျမ်းပါချမ်းသာကြပါစေပေါ့နော်ရဝိရလီအကုန်လုံးကလေးလေးဒါပေမဲ့အမှတ်နှစ်မှာတော့ဂုံယူစရာကောင်းပါတယ်တို့အမှတ်တစ်ကိုတော့မမိဘူးပေါ့လေမမှတ်တိမမိပေမဲ့တို့အားတို့ခွန်တို့အားနဲ့တို့လုံနေဆိုတော့ဝင်းနေစရာမရှိဘူးပျော်စရာကြီးငါတော့ပျော်တယ်အဖွဲညာဟုတ်ကဲ့ပါဆရာဟိုကျွန်တော်တို့ကကြတော့ဟိုသူတို့လိုကြောတော့နောက်ခံအကြီးကြီးမားမားမရှိတော့ကိုအားကိုလေးနဲ့လောက်ကြရတာပေါ့အဲ့ဒါမလို့ပူဝင်းတာလေတာတို့ကဒီဥစ္စာတကယ်တော့ရွှေနေစာအစ်စ်သားရဲ့